အဲ့တော့ကျွန်တော်တို့ကဒီ solenoid ရဲ့အပိုင်းကပြီးသွားပြီနော်အဲ့တော့ဒီမှာ solenoid မှာကျွန်တော်တို့ကဒါကတော့ကနေထားပါတချို့ ECU ကားတွေလေဒီ EFI ကားတွေရှိတယ်ဒါကထား ECU နဲ့လာတဲ့စနစ်ဒါကကျွန်တော်ရိုးရိုးရှင်းရှင်းပဲပြောလိုက်တယ်မှာရိုးရိုးရှင်းရှင်းသွားတဲ့စနစ်ပဲသူက DC ကိုဒီမှာငုတ်တစ်ခုရှိတယ်ဒါ solenoid ကငုတ်တစ်ခုဒီငုတ်တစ်ခုကိုဘာရောက်မှာလဲဆိုရင်ကျွန်တော်တို့ကဒီမှာအပေါင်းစားရောက်မှာဒါ coin စားတစ်စားနော် solenoid မှာ coin ပတ်ထားတဲ့ solenoid ရဲ့ coin စားတစ်စားတစ်စားက ground ချပြီးပြီတဲ့နော် ground ချပြီးတာအဲ့တော့ကျွန်တော်တို့ကဒီ solenoid ရဲ့တစ်စားကို positive ရောက်တာနဲ့ဒီမှာတန်လိုက်ဖြစ်တယ်ပြီဒီကြီးပြားလေးကနော်ဒီနှစ်ခုကိုပူးပေးမှာအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီတစ်စားကိုကကြတော့ကျွန်တော်တို့ကဒီဘက်ထရီကအပေါင်းစားလာတယ်နောက်ဒီမှာတရားချိတ်ထားတာဒါကတော့ထဲတရ feed coin ပေါ့နော်ဒီကောင်ရဲ့ဒီ motor ရဲ့ feed coin ဒီ feed coin ရဲ့အပေါင်းစားရောက်ထားရပါတော့ feed coin ရဲ့အပေါင်းစားရောက်ထားတယ်ဒီစီမှာတို့ရရင်ဒီကောင်လည်းအပေါင်းစားဒီကောင်လည်းအပေါင်းစားအတူတူပဲနော်ဒါပေမဲ့သူကဖြတ်ချထားတယ်အဲ့တော့ကျွန်တော်တို့က motor တစ်ခုနှိုးတော့မယ်ဆိုရင်ဒီကောင်ကိုအပေါင်းဒီလိုမျိုးလမ်းယူလိုက်တာနဲ့နော်ဒီကနေလမ်းယူရမှာလေအပေါင်းဒီလိုထောက်နှိုးလို့အဆင်မပြေဘူးလေနော်အဲ့တော့ဒီကိုအပေါင်းလမ်းယူလိုက်တာနဲ့ဒီငုံနဲ့ဒီငုံနဲ့ကိုအပေါင်းလမ်းယူလိုက်တာနဲ့ဆိုလိုနိုင်လှုပ်မယ်မော်တာလဲရမယ်နော်ဒါကဆိုလိုနိုင်အပိုင်းနဲ့တခြားအပိုင်းအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီအထဲထဲမှာရှိတဲ့ကောင်ကြည့်ရအောင်ကျွန်တော်တို့ကဖြုတ်ပြီးမှ short တိုင်းရမှာနော်ဖြုတ်ပြီးမှ short တွေပါလေတိုင်းကြည့်ရမှာမဖြုတ်ဘဲနဲ့တော့တိုင်းရင် ground ကတော့တက်နေမှာဘာလို့ဆိုတော့ဒီအနောက်မှာရှိတဲ့ဒီကာဗွန်၄ခုပေါ့နော်ကာဗွန်၄ခုကအမချာနဲ့ပါတိုက်ပြီးတာ ground ယူပြီးတာဖြစ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့မိတိုင်းနဲ့တော့ထောက်နေလဲတက်နေမှာပဲအဲ့တော့ဖြုတ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီကာဗွန်တွေလည်းဖြုတ်လိုက်ပြီးဘာတွေလည်းအကုန်ဖြုတ်လိုက်ပြီးဒီကောင်တွေလည်းဖြုတ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကနော်ဒီမှာဒီကောင်ဒီကျိုးပေါ့လေနော်ဒီကျိုးကကျွန်တော်တို့အကုန်လုံးဖြုတ်ထားတဲ့အခြေအနေမှာဆိုရင်ဒီကျိုးနဲ့ body နဲ့ထောက်တဲ့အချိန်မှာ connection လုံးဝမရှိရအောင်နော် connection လုံးဝမရှိရအောင်နော်ဒီကျိုးနဲ့ဒါက fee ရဲ့ fee coin ကျိုးဒီကျိုးဘယ်လိုလာလဲဆိုတာအခုပြောပြရမယ်နော်ဒါက coin ပတ်လမ်းကြောင်းပေါ့ကွက်ပတ်လမ်းကြောင်းမှာကျွန်တော်တို့က fee ရကျတော့သူကဒီဘေးမှာကတ်ထားတာဒီမှာဒါတူဆွဲထားတဲ့ nut တွေပေါ့နော်တူဆွဲထားတဲ့ nut 4 pool ပေါ့နော်4 pool motor fee ရ၄ခုပါမယ် fee ၄ခုပါမယ်အဲ့တော့ fee ၄ခုမှာကျွန်တော်တို့ကသူကဟို coin gate ကအရွယ်အစားမျိုးမျိုးရှိတယ်တချို့ coin ကျိုးအပြားတွေနဲ့လာလည်းရှိတယ်ပေါ့နော်ဒါကတော့ထားပါသူရဲ့ပတ်ပုံစနစ်ကကြတော့ကျွန်တော်တို့ကဒီကျိုးပေါ့နော်အဲဒီကျိုးလာတဲ့ဟာကိုပြောမှာသူက3ခုလာမှာနော်ကာဗွန်2ခုရယ်ဒီကောင်ရယ်3စအဲ့တော့ကျွန်တော်တို့ကဒီကောင်ပထမတစ်ခုကိုကျွန်တော်ပတ်လိုက်တော့မှာနော်ပထမထုတ်ကိုကျွန်တော်ပတ်လိုက်တော့မယ်ကျွန်တော်ဒီတိုင်းလေးပဲရစ်သွားလိုက်မယ်ပေါ့နော်ဒါဒီတိုင်းပတ်တယ်ပတ်ပြီးတဲ့အခါမှာဒီမှာတစားရှိလာပြီကျွန်တော်ပြောရင်ဒီကောင်ကဒီလိုပတ်သွားတာနော်ဒီကောင်ဒီလိုပတ်သွားတာသူနဲ့ဘေးကက်ရဲ့တထုပ်ပေါ့နော်ဘေးကက်ရဲ့တထုပ်ကိုဘယ်လိုပတ်မလဲဆိုရင်ပြောရင်ဒီကောင်အစလုပ်ထားလိုက်အဲ့တော့ဘေးကက်ရဲ့ထုပ်ကိုဒီလိုပြောင်းပြန်ပတ်မယ်နော်ပြောင်းပြန်ပတ်ပြောင်းပြန်ပတ်ပြီးထွက်လာပြီဆိုရင်ဒီကောင်တော့အစဖြစ်သွားမှာပေါ့နော်အဲ့တော့ဟုတ်ပြီနောက်တစ်ခုကျန်တဲ့နှစ်ထုပ်ကိုလည်းအတိုင်းပဲပတ်မှာပေါ့နော်ဒီကောင်ကအစဒီမှာအစုံအဲ့တော့ဒီဘက်ကကြာတော့လဲကျွန်တော်ဒီလိုပြန်ပတ်မယ်ပေါ့နော်ပတ်ပြီးရင်လည်းဒီဘက်ကိုထွက်လာမယ်ဒီဘက်ကအစပြီးရင်ဒီကောင်လည်းဒီလိုပြန်ပတ်မယ်ဒီဘက်ကအစပေါ့လေနော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ကဒီအစနှစ်ခုပေါ့နော်ဒီအထုပ်နှစ်ခုရဲ့ပြောရင်ဒီ ground ဒီမှာဒစတွေပေါ့နော်အဆုံးစားတွေကျန်ပါလေနော်အဆုံးစားတွေအဆုံးစားတွေကိုကျွန်တော်တို့က sorry ဒီဘက်ကနေပဲယူလိုက်တော့မယ်နော်ဒီအဆုံးစားတွေအကုန်လုံးကိုကျွန်တော်တို့ကအမှပြန်ယူတာပြန်ပေါင်းပလိုက်တာတဲ့ပြောချင်တယ်ပေါင်းပလိုက်တာဒီအဆုံးစားတွေကိုဒီမှာလာပေါင်းပလိုက်တာအဆုံးစားတွေပေါင်းထားတဲ့ကောင်ကနေမှတနေရာကနေဖောက်တယ်ပြီးဒီကျိုးကြီးယူထားတာနော်ဒီအပေါင်းကျိုးလာမဲ့ကျိုးယူထားတာဒါက positive ကိုထွက်မဲ့ဒီကျိုးနော် solenoid ကိုသွားမဲ့ကောင် solenoid ကိုသွားမဲ့ကျိုးနောက်ထပ်ရှိနေတဲ့ကြံတဲ့ကောင်တွေကဒီအစနဲ့ဒီနှစ်စပေါ့နော်ဒီအစပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကပြောရရင်ဒီကောင်ကဒလိုပတ်တယ်ဒီကောင်ကဒလိုပတ်တယ်ဒီကောင်ကဒလိုပြန်ပတ်တယ်ဒီကောင်ကဒလိုပတ်တယ်အဲ့တော့ဒီအစနှစ်စကိုလည်းပေါင်းလိုက်တယ်ဘာယူလဲဆိုရင်ကာဗွန်ပေါ့နော်ကာဗွန်ယူတယ်ဒီအစနှစ်စကိုလည်းပေါင်းလိုက်တယ်အနားမှာချီတယ်ဘာယူလဲဆိုရင်နောက်ထပ်ကာဗွန်စယူပါတယ်ဒီအစ3စားဟာဆိုရင် coin ရဲ့အစတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ coin ရဲ့အစ3စားစလုံးကကျွန်တော်တို့ဖြုတ်ထားတဲ့အခြေအနေထားမှာဆိုရင်ဒီ body နဲ့လုံးဝဆက်တယ်ပဲမရှိရဘူးပေါ့နော်အဲ့တော့တချို့ရှုပ်သွားလိမ့်မယ်ဒါကကျွန်တော်ကဒီနာရီလက်တန်အတိုင်း
ပတ်တဲ့ဟာရယ်နိုင်လက်တံပြောင်းပြန်ရယ်ဒါဒီပတ်နီးနဲ့တွားထားတာဒါတို့မူရင်းပတ်နီးအဲ့တော့တချို့ကကြတော့ဒီစီမှာလဲတာပေါ့နော်တချို့လဲနေတဲ့လူတွေအတွက်ပြောချင်တာကကြတော့ဟိုအဲ့တိုင်းပဲပတ်လိုက်ကျွန်တော်ဒီဘက်ကနေစတယ်ပတ်တယ်ဒီမှာဆုံးတယ်ပြောရရင်ဒီမှာအစရည်ရှိမယ်နော်သူကဟိုဒီကောင်ရောနေရင်ပေါ့နော်ဒီတိုင်းပဲပတ်လိုက်တယ်ဒါတော်တဲ့တောင်နဲ့ရေးပေါ်ဖြစ်ရင်ပေါ့နော်ကိုယ့်အနေကိုကမြင်ရင်ပေါ့အဲ့တော့ဒီတိုင်းနေပဲပတ်လိုက်ပြောရရင်ဒီ direction ဥတီချက်တွေယူပဲကျွန်တော်တို့ကပတ်သွားလိုက်မယ်နော်ဒီကောင်ရှုပ်နေရင်ပြောရနော်တချို့ကနားမလဲကြဘူးဒါကြောင့်မို့တကယ်အဲ့ဒါကောင်ကတော့ပူတွယ်လေးရဲ့အဲ့ဒါမျိုးကြီးပဲပတ်သွားလိုက်တယ်အထုပ်လေးတုပ်ပတ်ပြီးပြီအထုပ်လေးတုပ်ပတ်ပြီးတာဖြစ်သည့်အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဟိုအစပေါင်းရမယ်အဆုံးပြောရရင်ဒီမှာအဆုံးနေရှိမယ်ဒါမှမဟုတ်အစကြီးပဲယူလိုက်လေရတယ်အဲ့တော့ဒီအဆုံးနေအကုန်လုံးကိုကျွန်တော်ကယူလိုက်မယ်နော်ဟိုတချို့ဒီတိုင်းတွားချီလို့မရဘူးလေနော်သူ့မှာပတ်တဲ့ coin တစ်ခုပြန်လာတာရှိတယ်တချို့ပြားကြီးတွေမှာဆိုရင်ပြန်ခွေပြီးတာဝိုင်းဝိုင်းကြီးအစီမှာဒီကောင်တွေကဒီလိုအထုပ်ကလေးတွေကဒီမှာလာချီတာပေါ့နော်ဒါမိုးလေးချီပြီးတယ်အဲ့တော့ဒီကောင်လည်းဒီမှာပေါင်းလိုက်ပြီဒီကောင်ရဲ့အဆုံးလည်းဒီမှာပေါင်းလိုက်ပြီအဆုံးတွေအကုန်ပေါင်းများတော့နော်အဲ့တော့ပေါင်းပြီးတော့ဒီကတစားကနေဒီဆိုလုံးနိုင်ကျိုးလာမယ်နော်ဆိုလုံးနိုင်ကျိုးလာမယ်ဆိုလုံးနိုင်ကိုတော့တဲ့အပေါင်းကျိုးအဲ့တော့ဒီမှာကြံတဲ့အစနဲ့စားရည်ဒီကအစနဲ့ဒီကအစနဲ့ကိုပေါင်းလိုက်တယ်ပေါင်းလိုက်ပြီးတဲ့အချိန်မှာဘာယူမလဲဆိုရင်ကျွန်တော်တို့ကဒီမှာကာဗွန်ဂျိုးယူမှာဗျာနော်ဒီမှာလည်းဒီကအစနဲ့အစကိုပေါင်းလိုက်မယ်ပေါင်းပြီးရင်ဘာယူမှာလဲဆိုရင်ကျွန်တော်တို့ကဒီကာဗွန်ဂျိုးယူမယ်ဒါကဒီနာရီလက်တံအတိုင်းနော်ဒီမှာဒီ cross white ဒီ counter white တွေလွဲနေရင်မမှတ်မိရင်ရှုပ်နေရင်ပြောတာဒီနီးတိုင်းဆက်လဲရပါတယ်ဆိုတာကိုရှင်းပြတယ်အဲ့တော့နောက်တစ်နည်းထပ်ရှင်းလိုက်အောင်မယ်နော်အဲ့တော့နောက်တစ်နည်းကိုထပ်ရှင်းရမယ်ဆိုရင်ဒါကနာရီလက်တံအတိုင်းပတ်တဲ့ကောင်နာရီလက်တံအတိုင်းပတ်တဲ့ကောင်မှာကိုကအတိုင်းမပတ်ချင်ဘူးနာရီလက်တံပြောင်းပြန်အတိုင်းပတ်မယ်ဒါနာရီလက်တံပြောင်းပြန်အတိုင်းကျွန်တော်ဒီတိုင်းပတ်သွားတာပါဒီမှာအစတွေပါနော်အဲ့တော့ဟိုတထုပ်ချင်းစီပဲခွဲပတ်ရပါเนาะဒီကောင်နဲ့တန်းပတ်စရာမလိုပါဘူးသူ့ကနေသူ့နေရာနဲ့သူယူထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတန်းပြီးပတ်စရာမလိုပါဘူးဒါက counter wise clockwise ကိုနားမလဲတဲ့လူတွေအတွက်ပါရှုပ်နေတဲ့လူတွေအတွက်ပါဒီလမ်းတိုင်းတွားလို့လည်းရပါတယ်လေဘတ်ပုံတွေလည်းမားနေဦးမယ်เนาะလေဘတ်ပုံမားနေတော့ပြန်ပြောင်းဖို့ဗျာပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာကျူးတလိုက်ယူလိုက်မယ်အဲ့ဒါကိုယူပြီးတော့တွားပူးပေးမှာဒီအစုံတွေကိုပဲဖြစ်ဖြစ်အစတွေအကုန်ပူလဲရရနော်ဒီအစဆိုအစကြီးပဲတော့ဒီနေရာမှာကျတော့အဲ့တော့ဒီမှာလဲကျွန်တော်တွားပြီးအခုကောင်ကိုပေါင်းလိုက်ပြီးဒီမှာလဲအစုံတွေကိုပေါင်းလိုက်ပြီးဗျာဒါနာရီလက်တံပြောင်းပြန်လဲတဲ့ကောင်စနစ်နဲ့ပတ်တာကြောင့်ပေါ့နော်အဲ့မှာအကုန်လုံးပေါင်းပြီးရင်ဒီမှာကတ်ရက်အထုံနှစ်ထုပ်ကိုပဲယူမှာနော်ကတ်ရက်အထုံနှစ်ထုပ်ကိုပဲယူရမှာလို့မျက်နှာချင်းဆိုင်ရင်တော့ယူလို့မရဘူးအဲ့ဒါကြီးကအဝိုင်းကြီးဆိုသူကဒီလိုမိုးရွယ်လာခါမှာအဲ့အထုပ်လေးထုပ်ကအဲ့ဒါကတ်ရက်ထုပ်တွေပဲယူဘယ်ထုပ်ယူအဲ့တော့ပြောရရင်တော့ဒီဘက်အထုပ်ကဆိုဒီဘက်ကိုယူပေါ့နော်ဒီစီမှာကတော့ကျွန်တော်တို့ကဒီနာရီလက်တံအတိုင်းယူလိုက်အထုပ်တွေကိုနော်တစ်ထုံနဲ့တစ်ထုပ်7ဟာအဲ့တော့ဒီမှာလည်းယူထားပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုမတည်ဘူးဆိုရင်ကျိုးကကျတော့ဒီလိုမျိုးပဲတွားမှာလေနော်နေရာမှာတော့ပြတ်နေတဲ့နေရာရှိမယ်အဲ့မှာဒီလိုအလဲဘခုခွဲလိုက်မခွဲခြင်းလဲယူတဲ့နေရာယူနော်ဒါပေမဲ့တူ line နေနဲ့တူတယ်ဒါမှကျွန်တော်တို့ကတူနေထားတိုင်းယူမှာပဲအဆင်ပြေမှာမဟုတ်ရင်ဒီပုံစံကွက်တဲ့ထဲတဲ့အခါကျရင်တိုင်ပတ်မယ်နော်အဲ့တော့ဒီမှာအစနဲ့အစကိုပေါင်းလိုက်တယ်ကာဗွန်စားထုတ်တယ်နော်ဒါစားကာဗွန်စားဒီကောင်လည်းအစနဲ့အစကိုပေါင်းလိုက်တယ်ကာဗွန်စားထွက်လာမယ်ပြီးရင်ဒီကကျိုးကနေယူလိုက်တဲ့ကောင်ကဆိုလိုနိုက်ကိုတွားမယ်နော်ဆိုလိုနိုက်ကိုတွားမယ်အဲ့တော့ကျွန်တော်3နည်းစလုံးရှင်းပြလိုက်တာเนาะဒါကတော့သူတို့ရဲ့မူရင်းနီးเนาะဒါမူရင်းနီးစနစ်ဒါက counter wise ဒါနာရီလက်တံအတိုင်းလဲမယ်ဒီကောင်တော့ကနာရီလက်တံပြောင်းပြန်အတိုင်းလဲမယ်ဒီကောင်ကနာရီလက်တံအတိုင်းလဲမယ်ဒီကောင်ကနာရီလက်တံပြောင်းပြန်အတိုင်းလဲမယ်အဲ့တော့နောက်တစ်နည်းကကျတော့ဒီနာရီလက်တံအတိုင်းဆက်သွားတဲ့နည်းဒါပေမဲ့လို့ကျွန်တော်တို့ကအဲ့ဒီ coin တို့ကတချို့အရေးပြောကြသွားတာတွေပါရှိတယ်เนาะဒီကောင်တွေမှာအရေးပြောကြသွားတာတွေပါရှိတယ်ဒါကကျွန်တော်ကဖီးပိုင်းကိုပြောတာเนาะဖီး coin line ကိုပြောတာ